用之前的苦苦呗，啊，古阿他表嘛，龙开的社交体中个沙丁会是个的，这里你前天到阳光哈，啊，人民 resource 啦吧，嘛不是吧，但比较嘛不是不，哎的嘛，后来ကျွန်တော်ရဲ့ဆောင်းလို့ကြီးတဘာပတိကျွန်တော်တဲ့တော်ရဲ့တိုးကထလေးဖြစ်တဲ့ဥဇာမထောင်းတင်ပြတယ်လို့ဘာမှမရှိဘဲနဲ့အမဲဘဝနဲ့ပဲကျွန်တော်စားတယ်ခဲ့ပါတယ်ကျွန်တော်စားတဲ့ခါမှာအဓိကဆူတောင်းခြင်းအဓိကကြီးရွယ်ချက်တစ်ခုရှိတယ်ဒါကဘာလဲဆိုရင်ဘုရားကျောင်းဗိမာန်တော်တစ်ခုရဖို့ပြီးတော့ညစ်ချက်တဲ့တော်ပြည်တတ်တဲ့ဘုရားရှင်ရဲ့သာသနာတော်ကိုဆောင်ရွက်နိုင်ဖို့ဆိုတာဒီတစ်ခုကိုကျွန်တော်ပို့တည်ထားပါတယ်အမှန်တကယ်ဘုရားရှင်ဒီကျွန်တော်ရဲ့ဆူတောင်းခြင်းကိုနားညောင်းပြီးတော့အခုအထင်ကြီးဗိမာန်တော်ကြီးရတဲ့ခါမှာဒီအနုမောဒနာဘွဲမှာကျွန်တော်အတဲ့တော်ကသာသနာ့ကောင်းဆောင်ကြီးများအမှုတော်ဆောင်များဝါရဲ့သာသနာ့ကောင်းဆောင်ကြီးများနဲ့အတဲ့တော်ကြီးကယုံကြည်သူများကျွန်တော်တို့နဲ့တူဝမ်းမြောက်ဝမ်းသာပြီးတော့ပါဝင်ချိမဲ့တာပြည့်တဲ့ခါကျတော့ဒါဖယားကကျွန်တော်ရဲ့ဆူတောင်းခြင်းကိုအမှန်တကယ်နားလျောင်းတယ်ဆိုတာကျွန်တော်စိတ်ထဲမှာမျက်နှာနဲ့ခါနေပါတယ်ဒီနေ့ကျွန်တော်ဓမ္မဒေသနာဝေမျှဝေရပြင်ဆင်တဲ့ခါမှာဘာကိုတော်တရားလဲဆိုတော့တမန်တော်ဝတ္ထုအားကြီးနေမှာရှိတဲ့ပင်တေကိုတဲ့ပွဲပီတာကပီတူးကသူ့ရဲ့မိခင်စကားနဲ့အာရဗစ်စကားနဲ့ဟောတာကိုစီဝဲနေကြတဲ့ဗိမာန်တော်မှာစီဝဲနေကြတဲ့လူတွေအားလုံးကသူတို့ရဲ့မိခင်ဘာသာစကားနဲ့ကြားကြတယ်ဆိုတာကျွန်တော်တွေ့ရှိပါတယ်ဓမ္မမိတ်ဆွေများခင်ဗျာကျွန်တော်လဲဝန္တာပီတိဖြစ်လွန်အားကြီးလို့ပမာလူဟောပြီးမဲ့ဝိညာဉ်တော်တုံးထီလို့ချင်းလူထွက်ရင်လည်းထွက်ပါလိမ့်မယ်ဆူတောင်းပြီးပါမတိတဲ့အာရတောက်နဲ့မထွက်လို့တော့ကျွန်တော်လဲထိပါမယ်ဝိညာဉ်တော်တော့မငြင်းကြပါနဲ့လို့ဖယားခင်ရဲ့စကားကိုနားမထောင်တဲ့အတွက်နှစ်ပေါင်း90တိုင်းဟိုးမြောက်ပိုင်းမှာဘာဘလုန်နိုင်ငံမှာဂျွန်ခါနီကျတဲ့ဂျွန်တပေါင်းများဖယားရှင်ဒီသူတို့ကိုနောက်တိုင်းအခါမှာပြန်ခေါ်ပြီးတော့ဂျေရုဆလင်မြို့မှာပြန်ရောက်တဲ့အခါမှာကျွန်တော်တို့ဒီဘယ်လောက်ဝတ်တာချက်မလဲဘယ်လောက်ဝတ်မြောက်ချက်မလဲမယုံနိုင်လောက်အောင်အိမ်မက်လူပဲဖြစ်ပါလိမ့်မယ်ဆိုတာခုနဆရာဖတ်သွားတဲ့126မြောက်တော့စာလံထဲမှာပါပါတယ်ထာဝရဘုရားကြီးငါတို့ဘူးကြီးတော်အမှုကိုပြုပြီးငါတို့လည်းဝမ်းမြောက်ဝမ်းသာလည်းရှိကြတယ် The Lord has done great things for us and we are filled with joy ဒီတကယ်ဟုတ်ရဲ့လားအိမ်မက်မြားလားလို့ထင်ရအောင်ဒီဒီချက်တဲ့တော်ကဖယားရှင်ရဲ့ကြီးမားသောအမှုဤကဲ့သို့ကြီးမားသောဗိမာန်တော်အထင်ကြီးဗိမာန်တော်ကျွန်တော်စီကိုပြီးတဲ့အခါမှာဘုမဟုတ်ရဲ့လားအိမ်မက်မြားလားလို့စိတ်ထဲမှာခံစားပြီးတယ်အိမ်မက်တော်ဘုံဘုံထင်ပါရဲ့
the Lord has done great things for us ကြီးတော်အမှုကျွန်တော်တို့ပြုပြီးပါပြီဒါပေမဲ့အဲ့ဒီကြီးတော်မှုဟာဘုရားရှင်ကအတိုင်းတာမူပေါ်ကချက်ပြီးတာမဟုတ်ပါဘူးခင်ဗျာကျွန်တော်ရဲ့လူကထတင်ပြတ်တယ်လို့ဘုရားရှင်အသုံးတော်ခံတဲ့တစားပလာတွေအများကြီးရှိပါတယ်ခုနကျွန်တော်ကြားတဲ့အတိုင်းအမိသာသနာ Home Mission Korean Baptist Association ကျွန်တော်မှတ်မိပါသေးတယ်ကျွန်တော်ချင်းကတဲ့ကျွန်တော်အကူအညီတောင်းတဲ့အချိန်မှာအဲ့ဒီမှာအထွေထွေတော်ကြီးမှုက Reverend ဆရာတော်ဦးထောနီဖြစ်ပါတယ်ဦးထောနီဒါပေမဲ့ကျွန်တော်လုပ်ငန်းမစခင်မှာဆရာတော်ဦးထောနီကဘုံတော်ဝင်စားတော့ပါတယ်ကျွန်တော်ယုံကြည်တယ်ကောင်းကင်ဘုံကနေသူကြည်နာပြီးတော့ကောင်းငါတို့စခဲ့တဲ့အလုပ်အဲ့ဒီဆရာတော်ဦးထောနီနဲ့စတဲ့အလုပ်ဟာဆရာတော်ဦးထောတန်းနဲ့မှပြီးဆုံးတော့ပါတယ်ကျွန်တော်အမ်တန်ဝတ်တာတဲ့ဆရာတော်ထွန်းနှစ်ထွန်းကျွန်တော်တိရိမိချက်တဲ့တော်ရံကုန်ရဲ့အနာဂတ်ဟာအမ်တန်တောက်ပါပါလေထွန်းထွန်းတောက်တောက်ထွန်းထွန်းပေါက်ပေါက်ထွန်းထွန်းလင်းလင်းဟုတ်ပါတယ်ထွန်းထွန်းရဲ့ကိုညီအားပေးမှုပိတာရှိကလာနဲ့ကျွန်တော်လုံးမတော့ဘာမှမစွရင်ပါဘူးဘုရားရှင်ကောင်းချီးပေးပါလေဆိုနောက်တစ်ခါပြန်ကြည့်တော့ပြီးမှချန်ကြီးကိုကပ်ပြီးတော့မှကျွန်တော်ညီကိုကရဲ့အချင်းမြစ်ချက်တဲ့တော်ရဲ့ပြီးမှတော့တမန်ရဆွဲကချင်တွေကချင်းတွေရဲ့ညီတူတင်တုံစဲကျွန်တော်ညီတွေပါအရှိမကျွန်တော်ချင်းချင်းအတဲ့တော်ပြီးမှတော့ရှိဒီမှာကရဲ့ Home Mission ကထိုက်တာနဲ့နာမည်ပြီးတာက Open to ခွန်ထားတော့တဲ့ကြိုင်းဝဲရနေပါလေကျွန်တော်တိတိမြချက်တဲ့တော်ရဲ့ပြီးမှတော့လုံခြုံမှုရှိတယ်ဟိုမှာဆိုလို့ရှိရင်လေဒီမနေ့တော့လာရောက်ချင်းမြတ်တဲ့ပြုတ်နေရှိပဲရုံးရှိပါတယ်တိတိမြချက်တဲ့တို့တဲ့တာအားလုံးမဆွေးကြတယ်ကျွန်တော်ပတ်ပတ်လေမှာလုံခြုံရဲ့မတန်းတောက်တင်ပါလေဆိုတာအလောကမပြီးသေးပါဘူးဒါဒီကလိုပါသေးတယ်ကျွန်တော်မီလို့ဒီမှာလူဆရာတွေအများကြီးရှိတယ်တော်ပြီဒီတိရိမိချက်နဲ့တော့ရအောင်မထားခဲ့ပါနဲ့ဗမာစကားပုံရှိပါတယ်ဥမာပူကဒူဟုတ်တယ်ကိုကြီးစားပါအားကိုတယ်ကချင်စကဒူရောက်အောင်ပူပါမပြီးဒီဘူးကဒူဒါစီကားလို့တည်တယ်အဲ့တော့ကျွန်တော်ဆက်လက်လုပ်ဖို့ရှိပါတယ်နောက်တစ်ခါဖယားရဲ့သုံးတော်ခါတဲ့ပြီးလူကြရတော့ကျွန်တော်တိရိပနိရှတဲ့တော်ရာကုန်ကတော့၎င်းဇတ်ဝေးအဝေးရောက်တဲ့မြန်မာခရိယာတဲ့တော်မြတ်ချင်းခရိယာတဲ့တော်မြတ်ဒီနေရာကနေခင်ဗျားတို့ရဲ့ရန်ကုန်မှာရှိတဲ့တဲ့တော်တီတီကကျွန်တော်တဲ့တော်ကအဝေးရောက်တဲ့အတဲ့တော်မြတ်ကပြီးလူချင်းအပြင်ဒီအဆက်အနုမောဒနာပြုနိုင်တဲ့အဆက်ရောက်ပါတယ်ဆိုတာဒီနေရာပေါ်ပြပြပါတယ်ကျွန်တော်အနုမောဒနာခုနကျွန်တော်ပြောတဲ့အတိုင်းအဖွဲ့အစည်းတီတီတိရိမိချက်တဲ့အဒီချက်ခရဖွင့်ချုံတိရိမပိဆောင်ချက်ကတော့ဘောင်းစီလာတယ်ဘောရစီအီဒီလာတယ်အဖွဲ့အစည်းတီတီကလာပြောတာကျွန်တော်ဝန်တာဖြစ်တဲ့ကြောင့်အမတန်မှပဲဒီနေရာကဒီထပ်လောင်းပြောတာကြီးစုတဲ့အကြောင်းပြောရစီကျွန်တော်တထွေအသက်ရှင်နေတဲ့ကာလဟာ
บาเข็ดกาลาเลยสุรุเสียเมียเข็ดกาลาเมียก้อนรู้เสียเลยอันนู้นเนี่ยทำเจ็ดตัวเลยเป็นเราเบะก้อนรู้เมียมาก้อนรู้เสียจ้าตัวเลยเมียยี่จีระเสร็จตัวยี่ communication เมียตมารีก็บาปเยอะเลยสุรุเสีย The media is the message เสร็จตัวยี่โลกุยานจนว่าตุ้งพิวเด็กกษัตริย์ลาหาอาเจนป้องยาสวาตัดเด่นผู้เด็กตัดเด่นพินังเด The media is the message ทีนี้เลยดีเบมันโดเมียบ้าเสร็จตัวยี่บ้าเป็นวันนี้เสร็จตัวเลยพยาเทนเนี่ยเสร็จตัวบ้าเนี่ยจนว่าดีเบมันโดมาดีท่าบุกับวิธีท่าบุช่วยเธอตาดากาลิเซช่องเดียวก็สาลาเจนมายิ่งว่าส่วนนี้เรียกงานดีพยาพิจารณ์ที่มาเจโล be still and know that I am the Lord พี่มาดูมาพยาเนี่ยไม่ตายอ่ะพี่เมย์เสร็จตัวเชื่อไหมลูกพยาเนี่ยเสร็จตัวเชื่ออ่ะพี่จะรู้ลูกตาเชื่อเลยเว้ยเสร็จตัวเชื่อไหมยุ่งจังพยาเจ้าลามาดูพยาเจ้ามาพยาวัดพิวกู้กวยมาดูพยาเนี่ยเดียวมาขอราดูมาจีโร่ไม่ยาราดูมาชีเบเนี่ยที่มาเสร็จตัวเมียthe media is the message สุดเลยเมียตะซาบลาอัตงพิวเดกริยาดี message พิเดสุดาดีเบมันโดจูซาพันซาไว้เวันกุญีพี่เรามายงจีจูได้จะต้องเศร้าลูกท่าเนี่ยเบมันโดฮะอันนี้ก็โดนแล้วก็เอาไว้กันเมียเนี่ยขามาจนรู้ว่าแต่ยาหัวบาดเอเราจนวางเสียงก็เบมันโดก็พอโดแต่ยาโดปัจจุบันแต่ยาโดก็บาเลยสุรุเสียตัดเชิงตะขาดุงก็เองมาสียามาสีพยาสิคุยันยามาสีเดเชื่อลุงยมียาอาคูปัจจุบันเจ้ามาสีเดยิ่งคุมยาเยกุยมุจังตัวละก้าวอาลุนสุปังปิโดกาจูซาเชนาเพียงยังคงมีออกมาอามิดตัวเลียนอาชีโกพิบาเรสุเรศเจ้าคุณอาดงอาจารย์เจ้าพี่อ๋อนี่ชินลุมิโอมียายังคงมีออกมาอาจารย์มิโอมีเนี่ยฮอกกี้พาร์ตี้เจ้าสีลาละก้าเจ้าเสตะเท่าเพื่อเจ้าเสแล้วก็ทราบดีมาจนเรายงจีตัวเตนอมยาอุนอบัพติเชสกาจนเรากูเล็ดด้วยพี่เรามากูยี่สองสองแค่เดียวเตนเราตะป้าพิษโบนัยแล้วเอาจนเรากูมวยทุกแค่ไปทุนี้ทุสวาตัดชูกาจะสัญชาตมาพยาสิคุเรียสิเดตัดเชียร์ยามาสิคุเปียวกาจนเราเช่นลุงยมยาเอ็มมาดานอาเมเจ้าบ้าน we feel strangers in our homeland แต่จนนลุงตาเทมาขานซาจรมาเช่นลุงยมยาเย่ขานซาเช่นลุงจนอาจารย์เปลี่ยนทัดดาบอาเมบ้านพยาเจ้ามุสิคูโดตัดซาเนี่ยสีหลายขามาชินลุมิโอมียาดียังคงมีออกมาอาชีพก็เพียงกะอามิตัวเร่ we are now grounded in Yangon city ก็มีลายลุงสวงลายดิบแดงตรงนี้เด้ลุงสวงเกี่ยนลุงแนวเกี่ยนปัสยานี่หลายตะกามุนเละมัวเป็นตัวพี่จางตรง
วางไว้มุนเล็กกำนี่หรือว่าเอาวางไว้ตรงนี้เด้นั่งอายุนปัสยานิมุนเล็กมัวเป็นตัวพี่กอลกำบุกอิดินรอนังินกอลกำที่พ่อนาเป็นลงอ่ะเล่นมาทูปูรูนุ่งปูท้องจะคูปูเกี้ยวมาตรงยาวเล่นมาถ้วยมันนากอลกำบุกดินที่เราอยากกอลกำมีแต่คนสวัสดิ์หลงนั่นดีงินอีป้าเตนะอีปูเตนะยูอีนาวเตนะเขาฮิดุยนับดุยสิสันตั้มปีลวงตั้มปีตัวอิเลสาจางของเขาพิสุงาลายดิบเนมโยมิเดโอลายนุ่งเลงเกนีขักมุนเกนีปัสยานินมุนนั่นเป็นโลพีจนเราเปียวนะจนเราแบบบาตาเปียกพยาเทียงกาอมิตรด้วยพิโรกาชีโกบุยาเอ้ล่ะเจ้าเสกแต่เงี้ยเลยเชียนลุมิโอมียเสกยังเงี้ยเลยเชียนลุมิโอเสียงเงี้ยเจ้าเลยดีนียามาพยาเชียนอมิตรด้วยอาชีโกบุนี่ยาพิธาบาเดสุรเจ้าเปียวนะพิบาเดดุริยาดีเบมาโลกาโหเรดุริยาพยากาบาเลกวยเปียนีเดตะโบเชนซานดาเชนกวยเปียนีพี่เรามาอาตูตะกว่ามาไทยไหนเดเช่นยี่คงยาลาจ้าบาดีนียาดีကျွန်တော်စီလုံးချင်းရဲ့ဘူမီနဲ့တာ source ဖြစ်ဖို့ရဖျားရှင်နေရာပေးထားပါလေဂျေရမီအခန်းကြီး29မှာလေငါပါလို့ရှိရတယ်ဖျားရှင်ကဂျေရမီ prophet ကိုတုံးပြပြီးတော့အိမ်ဆောက်ကြပါစိတ်မအားမငယ်ပါနဲ့အိမ်ဆောက်ကြပါဥယျာဉ်လုံးပြီးတော့မှတီးတီးစားကြပါတာသမီတွေကိုမင်္ဂလာဆောင်ပြီးတော့မှဒုဖွက်ကြပါဒီနေရာငါမင်းတို့အတွက်ပြင်ဆင်ထားတဲ့နေရာဖြစ်တယ်ဆိုတာကျွန်တော်စရင်ထဲမှာတွက်ထားပါတယ်ပထမဆုံးဒီပြိမှန်တော်မှာမင်္ဂလာဆောင်တာဘယ်သူများဖြစ်လဲဆိုတာဒါရှိနေပါပြီဟုတ်တယ်နေရာမရလိုက်ပဲမရှိရလေအောင်နာမည်စရင်ပြီးကြပါတေရင်မီဇုံမီတဲ့ insa ba kinun kimnon kinun illamun la tengun innei zoning in han chiam liya pagam pasian ni munung pedohi pasian munung pedohi huan bolun la aga neun la na tateu kipi kiteng sakun la pumun la zayun zang kong luộc tadi hiang lùng neo kiyun kilem namun kitutwa namun khalekat phai hom khom thi namun imun pidi na pasian imun pelohi pasian metakta hai thắt thắt ni dawa chunwa wan ta lo tatiya bây mà đồ cả khó để giá hà bà lẽ số xịn Tedim ni chết đến đồ Yangon thì bây mà đồ ngà bí bí mấy đồ năng mà sống này nó tua go tua bà ta na piu chia bà evangeli ta na phải vấn trên mà si để xe đồ khai giao để lưu đi qua mà ta na piu trên sa bà đó số bí đi mấy bạn đó đi thà làm mấy bạn
ရှေမွေလာပထမရှေမွေလာအခန်းကြီး90သူတို့ရှိတိုက်တဲ့အခါကျတော့ရှေမွေလာကမိဖနဲ့ဆေးအကြားမှာကြောက်တုံးထူပြီးတော့မှဒီအခိတရောင်ဘုရားတဲ့ကငါတို့ကိုမဆပြီးပြီ up to here the Lord has helped တို့တာဝန်ကတော့မဆုံးနဲ့တွားဒီဘိမှန်တော့ဒီဆောက်တဲ့အခါမှာဟိုမှာကော်နယ်ဒါးစီကျွန်တော်ရဲ့ကြီးရွယ်ချက်က၄ခုရှိတယ်ပထမကဒီနေရာဒီချင်းလူမျိုးများအားလုံးစုစည်းပြီးတော့ကအတူတကွချင်းလူမျိုးများရဲ့အနာဂတ်ကိုကျွန်တော်ဘယ်လိုခရီးတွားရမလဲဆိုတာစီစဉ်ဆောင်ရွက်တဲ့မေတ္တာယဌာန social center တောင်ပေါ်ကနေဆင်းလာတဲ့ချင်းလူမျိုးများသူများထက်အောက်ကျနောက်ကျမဖြစ်အောင်အတ္တပညာအတိပညာပေးတဲ့ဌာနယာဒေတာ education center အားလုံးကဆရာကြီးတစ်ဖက်ဘယ်လိုပြောလဲဆိုငါတို့မှာရှိတဲ့ပြဿနာအားလုံးဟာဝိညာဉ်ကြီးပြဿနာဖြစ်တယ် all our problems are spiritual problems ဝိညာဉ်ကြောက်တယ်ဝေမကြည့်နဲ့ကရေနာမှာရှိတဲ့စပွဲပေါ်မှာရှိတဲ့တမာကျန်းစာနဲ့ဖြည့်ရှင်းပါ spiritual center ဝိညာဉ် center ကျွန်တော်ညီမှန်းထားပါတယ်နောက်တစ်ခုကတော့ mission center ဒီအတဲတော်ကျွန်တော်တပတ်တစ်ခါပုံမှန်ရှိဝဲလို့ပြောချိန်တန်ပြန်တွားရမယ့်နေရာမှာပြမဟုတ်ဘူးဒီနေရာကနေသာသနာတော်ဒီဘေးပတ်ဝန်းကျင်မှာပြန့်ပွားပြီးတော့ကချင်းလူမျိုးများဒီကျွန်တော်ညီကိုများနဲ့အတူလက်တွဲပြီးတော့ကအမိမြန်မာနိုင်ငံမှာသာသနာပြုရာ mission center ပြန်ပြောပါမယ် social center education center spiritual center and mission center ဒီမှာတဲ့တော့ရန်ကုန်ကပဲလို့မဟုတ်ပါဘူးအားလုံးအဝေးရောက်တဲ့ချင်းလူမျိုးများယုံကြည်သူများပတ်ဝန်းကျင်မှာရှိတဲ့အချစ်အသင်းတော်များကျွန်တော်လက်တွဲပြီးတော့ကဒီနေရာကနေ mission လုပ်ကြစို့နောက်မဆုံးတန်းရှိတိုးပြီးတော့ကလက်ကြပါစို့ဘာဖြစ်လို့လဲကျွန်တော်ကိုယ်ွယ်တော်ဖယားကြီးနောက်ဆုံးတဲ့ဖယားမဟုတ်ပါဘူး Our God is marching on hallelujah အဲ့ဒါကျွန်တော်ကိုယ်ွယ်တော်ဖယားကြီးနောက်မဆုံးတဲ့စီတူသွားလို့ဆောင်ရွက်ဖယားကြီးရဲ့အလုံးတော်ဖန်နိုင်မှုရပြင်ဆင်တဲ့နေရာ mission ဆက်ပြပါတယ်ကချင်ကြီးကိုနဲ့ဒီနဲ့ကရင်ကြီးကိုဒီတရားအဖွဲ့ချုပ်မှာရှိတဲ့ညီကိုဒီလူမျိုးစုတွေနဲ့လက်တွဲပြီးတော့ကဒီနေရာကနေ mission ပေါက်ကွဲရှိမှုရကျွန်တော်ရည်မှန်းထားပါတယ်စုလက်တောင်းပါအဲ့တော့ဗိမာန်တော်ကဟောတဲ့တရားဟာနံပါတ်1ချင်းလူမျိုးများတစ်ချိန်တစ်ခါတုန်းကစိတ်အားငယ်ပြီးတော့ကအိမ်နဲ့ຢာနဲ့မရှိတဲ့သူများကြားမှာဆရာနေတဲ့ချင်းလူမျိုးများဖျားခင်ကနေရာပြထားပါပြီခြီကုတ်ပြော့ကအမိတွေ့ပါပြီကွဲပြနေတဲ့ချင်းလူမျိုးတွေတဆုတယုံတဲ့နေကြလာပါအိမ်ယာနေယာမရှိတဲ့ချင်းလူမျိုးများလာကြပါဒါကကျွန်တော်ရဲ့ unity source of unity တရားကဒီနေရာကနေအာယူပြီးတော့ကအာမနဲ့တာနာပြုပြီးတခြားခိုင်မနာဒီတခြားလူမျိုးတွေနဲ့လက်တွဲပြီးတော့ကအမိမြန်မာပြည်မှာတာနာပြုပြီးဒီနေ့ကျွန်တော်ဗိမာန်တော်ကိုအနုမောဒနာပြုတဲ့အခါမှာကျွန်တော်ဂျင်တမမနဲ့ဖြစ်ဇွေပါဘာဖြစ်လို့လဲ
Juda Lumioriga, Baymando, Donghu, Dongha, Sautaba. The Huga, Solomon, Menji, Sautade, Baymando, Emmatan, Jije, Khana, Tente, Flapade, Baymando. Dabime, BC, Maya, Sisane Chowjero, oh, Biobeka. Nibukhania Babylon Shemi Nibukhania La Piroka Judah Daidu Tintwen Piroma Bimandoga Misu Chen Khalaya Now the car Nehemiah do Nehemiah Ezra do Pianewu Sound Piroka Munman to Pietare Bimando Jerubabel Temple Dalewa Chintajaro, Howman Piroka Herod Simeon, Herod Menji Jaudeka, Ketarekama, Taka, 2 years, Swepakan, 2 Piroka, Big Mando, Piensen, Herod Temple, Solomon Temple, Solomon Big Mando, Jerubabel Big Mando, Herod Big Mando, Eddie. $3 bide Khonase ni Khonase ma Zomas Sibuji Bombe la Piroka Pier Sila Jono say Pema Mi Hon to Raka Bachang le Payali Keni 2 year big mando to game one to Zati de big mando Makakwe na Lula Makakwe na Lula Bapilo di big mando don't change time Piasi Chen Kayat le Akutati Piasi you the big mando A Jong Usima Judah Lumioriga Di big mando ma Payar Kengu Atan Sensong Niyama Perinian Tita Lema Chong Big Piroka Payar Di Maniba Bemando Pienma Tulu Low Chenelu Payaya Ludo Machine Saro Bene Payaya Ludo Dai but the machine no bene Tulu Ni Chenelu Nidekama Bemando La Piroma Payagu Pian Piao Piao Jinana Payagu Kasab Payadi Chong Big Chen Hande Payar Payadi Jotu Sen Dibi Madoli Jotu sent to Pitova. Payasi dedi Bimando, Jolusian Alu sent Pimaba, Sure Mauno Payada Henka Bimando Namyora Daga, Junu Letne Lude Bimando Ajiji Daga, Di Bimandoma, Junu Payane, Megaya Piroka, Apienma. သူ့ရဲ့အလိုတော်တိုင်းအသက်ရှင်မှုလူသားများကိုအစီခံမှုတိုင်းပြည်ကိုလည်းအစီခံမှုအဲ့လိုမှမဟုတ်ဘဲနဲ့ဒီမှာပဲတနင်္ဂနွေနေ့တိုင်းလာပြန်သွားပတ်ဝန်းကျင်ကိုဘာမှမဆိုင်ဘဲနဲ့နေလို့ရှိရင်တော့ကျွန်တော်စိုးရိမ်ပြီးပါတယ်ဒီဘိတ်မှာတော့ဘုရားခင်ကဖျက်ဆီးနိုင်တယ်ကျေရုဆလင်မြို့မှာကျွန်းတောင်ပေါ်မှာရှိတဲ့ဗိမာန်တော်တောင်မှ3 ချိန် 3 ခါသူဖျက်ဆီးပါတယ်မန်ဟမျိုးပါဘူးအဲ့လိုမဟုတ်ဘဲနဲ့ခုနဆရာဖတ်တဲ့အတိုင်းကျွန်တော်ကိုခန္ဓာဒီဖယားရှင်ရဲ့ဗိမာန်တော်ပဲဖြစ်ပါတယ်ဆိုတာနားလည်ပြောတာတိကောခါကြီးတုံးခါငယ်16မှာတေနုတ်ကိုခန္ဓာဒီသန့်ရှင်းသောဝိညာဉ်တော်ကင်းဝတ်ရာဗိမာန်တော်ဖြစ်တယ်ဆိုတာနားလေသဘောပေါက်ပြီးတော့ကအဲ့ဒီဖယားနဲ့ကျွန်တော်တို့ကွာမိတ်တရားဖိတ်မယ်အပြင်မှာဖယားရဲ့အလိုတော်တိုင်းတက်ရှင်မယ်ဆိုလို့ရှိရင်တော့ဒီဗိမာန်တော်ကဒီတန်းခိုင်မြဲမှာခိုင်မြဲမှာအဲ့လိုမဟုတ်ဘဲနဲ့ဒီမှာတို့ဗိမာန်တော်ရှိပြီဆိုပြီးကိုယ်ွယ်မိရင်တော့ဒီဗိမာန်တော်ကြာခါမှာအဲ့ဒါကြောင့်ဒီဗိမာန်တော်ဖျားပြီးတဲ့ဝတ္ထုဖြစ်တဲ့ဒီဖျားကြောင့်ဗိမာန်တော်ကိုဆက်ကတဲ့ခါမှာဗိမာန်တော်
the Papide. General say alone, who say alone, Tumbabu, the Piante, Sekapioka, Paya, Genoyatita, Jumayatataru, Puroshan Uratai, Atumpiva, Suki, Seka, Kiroma, Select, Amuro, Tana, Samachavasu, yes, Suki, Taiton, Nuso, Taipade, Janaro to Taipias and County Pivasi. Sisin Alongo, Matante, Yakubide, video camera Weko, Jesu Den Shijam, Popiano Bade, Go Sata Duet, Jesu Chimon Bibu, Raven Hazada Kupe Kopade, Jesu Chimon Nama, the teacher of Manet, Samena Nama Shibade, Alamataya Piloma, Aya Baya, Gundo, Chimon Nama, Yangon Nichin. Anita Tanane, Poye, Dotiam Kota, Reverend Saul Boltoma, Gongji Bibiroma, Sotama, Chipade. Tansin Minyat Sole Namuno, Mitano Sin Tara, Ayat King. Sasak Uronak, she was in all. Lombard should chit on the Capido. Ado, Ashimo when you don't chichinita, ain't that chin cheesy or already. In it, Viola, she got the mammas with all the body. The name of Saye, Galako sound the time. They are Tishi